self-esteem. I think your self-esteem has to be really, really high to not give a fuck. I go point in some beer. I go at the game of Piona. But I go in a jar, I go here intellect, I go here a drink call, I go here do quality, I go here the decision quality, I go here Haboma, go 100% young GJ sheet. I go net a drink call Madu. I go net a Mimadure loser, a man I'm I go a cow man and machines agent. ထွက်သွားပါတကယ်တမ်းဥမာလို့ပါအကိုရဲ့အမြင်တွေကတခုခုကြောင့်ဟိုဖြစ်တယ်ဆိုရင်လည်းအကို like လည်းမလို့ခြင်းဘူး follower လည်းမလို့ခြင်းဘူး TikTok မှာလည်း 2.9 million ဖြစ်သွားတယ်ရတယ်အဲ့ကနေတသန်းလောက်ပြုတ်သွားလဲဘာမှမဖြစ် right အကိုရဲ့ရွယ်ချက်က အကိုရှင်းတယ်အကိုရဲ့ဒီ TikTok platform ကအကိုစီးပွားရေးနဲ့ပတ်သက်ပြီး education တွေပေးနေတယ် free ပေးနေတယ် right ပြီးတော့အခုနလိုပဲအကိုတို့တကယ်တမ်းဒီမလေးရှားကိုကြောင်းတက်ဖို့ဆိုရင်လည်းအကိုဘက်ကအကောင်းဆုံးတပြားမှမယူဘဲနဲ့အကိုဘက်ကအကောင်းဆုံးလုပ်ပေးမယ်ဆိုရင်ရွယ်ချက်နဲ့အကိုစီးပွားရေးတွေလုပ်ပေးနေတာဝန်မှုရှိရတာဝန်ခံမှုရှိရအကိုရဲ့ Ismail University ဆိုရင်အခုဆိုရင်တော်တော်များများမြန်မာတွေတခြားနိုင်ငံမှာရှိရမြန်မာတွေတက်တာများတယ်ပေါ့နော်အခုရှိမှ 100% တာဝန်ယူမှုရှိရတာဝန်ခံမှုရှိရသူတို့ပြောတဲ့အကို3နာရီအတွင်းမှာတကယ်ကိုသူတို့ business က1000မကမတက်သွားဘူးဆိုရင်ကိုငွေပြည့်ပြန်ပေးမယ်အဲ့ငွေလည်းမလိုချင်ဘူးအကိုကအဲ့လိုမျိုးမတရားလိုချင်တဲ့အထဲမှာမပါဘူးအကိုကပါလဲဆိုအကိုရဲ့ reputation အကိုကိုယုံကြည်ချက်အဲ့ဒါအရေးကြီးဆုံးပဲအဲ့ဒါကြောင့်လဲဒီလောက် strong ဖြစ်တာပေါ့နော်အဲ့ဒါကြောင့်လဲအကိုတကယ်စောက်ကြည့်မဆိုင်တာ right ဟိုတော်တော်များများကွာကြော်ကြားတဲ့အချိန်ကျရင်ဒီကြော်ကြားမှုကိုသူတို့ထိန်းနေတယ်ပေါ့နော်ငါ follower တွေများနေတဲ့အချိန်ထိန်းနေတယ်အခုရှိမှ I don't give a fuck really I don't give a fuck like အဲ့ဒါ like ဟို I'm telling the truth အကိုအမေတော်ကိုမေးနေတယ်ဒီဟာတွေနဲ့ဟိုဒီလောက် follower တွေဒီ audience နဲ့လှုပ်စားဘာလှုပ်စားနေတကယ်ဘာမှမလှုပ်စားဘူးအခုမေးလည်းကိုပြောဘာလှုပ်စားနေလို့လဲအခုရှိမှတပြားမှလည်းရနေတာမဟုတ်ဘူးအခုလှုပ်ပေးနေတဲ့ဟာတွေဆိုတော့အခုဘက်ကပို့ပြီးတော့ပေးဆက်တယ်ဆိုပြီးခံစားရတယ်အဲဒါကြောင့်ဘဝမှာလည်းအမြဲတမ်းမှတ်တာကိုယ့်ဘက်ကပို့ပြီးပေးဆက်ရတယ်ဆိုပြီးခံစားရတဲ့အချိန်ကျရင်ဘယ်သူမှစောက်ပြပဆိုင် right ကိုယ့်ဘက်ကလိုနေရတဲ့ထင်တဲ့အချိန်ကျရင်ကိုကအားငယ်ရမယ်အခုတော့ကဒီ audience ကိုပဲဖြစ်ဖြစ်အခု audience ကိုပဲဖြစ်ဖြစ်အခုဆိုရင်အခုရဲ့ video တွေတော်တော်များများ 90% တကယ်တမ်းအခုရဲ့ follower တွေကနေလာမို့အပြင်းကနေလာ right most of my is အဲ့တော့အခုတော့ကအကိုလုံးနေသမျှဟာတွေကအကိုတကယ်တမ်း cost တွေရှိတယ်အခုရှိမှ editor တွေရှိတယ်အခုလုံးနေတဲ့ဟာတွေကအကိုကပေးဆက်နေတာပဲရှိတယ်အခုရှိက monetization လည်းလုပ်နေရမို့သူများ content creator တွေလို့ဒီကနေ monetization လေးရပြီးတော့ဟိုဒေါ်လာ50ရလိုက်100ရလိုက်ဒီဟာတော့လည်းလုံးနေရမို့ကိုစောက်ကြည့်ကိုမဆိုင်ဒါပေမဲ့ရှေ့လျှောက်တော့ကို Ismail University ဆိုပြီးတော့တီးတန့်လုပ်မယ်အဲ့ချိန်ကျရင်တော့ monetization on မယ်ဘာလို့ဆိုတော့အကိုရဲ့ဝန်ထမ်းတွေကိုပြန်ပေးလို့ရတယ်အကိုပြန်လှူလို့ရတယ် right အဲ့ရွေးချက်နဲ့လုပ်အဲ့တော့အကိုရှိမှဒီအကိုအတွက်တကယ်တမ်းတော်တော်များများမြန်မာနိုင်ငံကိုမချစ်ဘူးမြန်မာနိုင်ငံအကြောင်းလည်းမပြောဘူးမြန်မာနိုင်ငံအကြောင်းဘာပြောစရာအကြောင်းရှိလဲအကုန်လုံးသိနေပြီပဲဆိုဟုတ်တယ်မလားအကိုဘက်က educational ပေးလို့ရတဲ့ဟာအကိုဘက်ကဘယ်လိုပေးလို့ရမလဲဘယ်လိုပေးဆက်လို့ရမလဲအတွေးအခေါ်ပဲဖြစ်ဖြစ်အမြင်ပဲဖြစ်ဖြစ်အကိုဘက်ကဒီစီးပွားရေးပညာပဲဖြစ်ဖြစ်ဒါတွေပဲကိုပြောပြလို့ရမှာလေမြန်မာနိုင်ငံအကြောင်းကိုမသိဘူးလားတကယ်တမ်းသိနေတာပဲလေအကုန်လုံးဟုတ်တယ်မလားအဲ့တော့အကိုထက်ပြောမဲ့လူတွေလည်းရှိနေတာပဲတကယ်တမ်းဟုတ်တယ်မလားအဲ့တော့မြန်မာနိုင်ငံအကြောင်းမပြောင်းလားမပြောဘူးလားဆိုမပြောဘူးကွာတကယ်တမ်းရှင်းနေတာပဲမပြောဘူးဟုတ်တယ်ဟိုတကယ်တမ်းအဲ့အကြောင်းဟိုအဲ့တော့ဘာဖြစ်ချင်လဲမကြည်နိုင် follow မလုပ်နဲ့အကိုပြောချင်တာ right အကိုရှိမှလေဘယ်သူမှစောက်ကြီးမဆိုင်တာအကိုအပွင့်လင်းဆုံးပြောတာအကိုဘက်ကပို့ပြီးပေးဆက်နေရပဲခံစားရတယ်အဲ့တော့ကြိုက်တယ်လို့လုံး follow ဖြုတ်ချင်တယ်ဖြုတ်သွားပါအခုလောလောဆယ်ဒီဗီဒီယိုကြည့်ပြီးမကြည်နိုင်ဘူးဆိုဖြုတ်သွားကြပါအကုန်လုံးဘာလှုပ်စားနေတကယ်ဘာမှမလှုပ်စားဘူးအခုမေးလည်းကိုပြောဘာလှုပ်စားနေလို့လဲအခုရှိမှတပြားမှလည်းရနေတာမဟုတ်ဘူးအခုလှုပ်ပေးနေတဲ့ဟာတွေဆိုတော့အခုဘက်ကပို့ပြီးတော့ပေးဆက်တယ်ဆိုပြီးခံစားရတယ်အဲဒါကြောင့်ဘဝမှာလည်းအမြဲတမ်းမှတ်တာကိုယ့်ဘက်ကပို့ပြီးပေးဆက်ရတယ်ဆိုပြီးခံစားရတဲ့အချိန်ကျရင်ဘယ်သူမှစောက်ပြပဆိုင် right ကိုယ့်ဘက်ကလိုနေရတဲ့ထင်တဲ့အချိန်ကျရင်ကိုကအားငယ်ရမယ်အခုတော့ကဒီ audience ကိုပဲဖြစ်ဖြစ်အခု audience ကိုပဲဖြစ်ဖြစ်အခုဆိုရင်အခုရဲ့ video တွေတော်တော်များများ 90% တကယ်တမ်းအခုရဲ့ follower တွေကနေလာမို့အပြင်းကနေလာ right most of my is အဲ့တော့အခုတော့ကအကိုလုံးနေသမျှဟာတွေကအကိုတကယ်တမ်း cost တွေရှိတယ်အခုရှိမှ editor တွေရှိတယ်အခုလုံးနေတဲ့ဟာတွေကအကိုကပေးဆက်နေတာပဲရှိတယ်အခုရှိက monetization လည်းလုပ်နေရမို့သူများ content creator တွေလို့ဒီကနေ monetization လေးရပြီးတော့ဟိုဒေါ်လာ50ရလိုက်100ရလိုက်ဒီဟာတော့လည်းလုံးနေရမို့ကိုစောက်ကြည့်ကိုမဆိုင်ဒါပေမဲ့ရှေ့လျှောက်တော့ကို Ismail University ဆိုပြီးတော့တီးတန့်လုပ်မယ်အဲ့ချိန်ကျရင်တော့ monetization on မယ်ဘာလို့